ကမ္ဘာပထမဆုံးဘီယာသည်လွန်ခဲ့သောနှစ်ပေါင်း9000ကျော်ခန့်ကရှေးဟောင်းမက်ဆိုပိုတေးမီးယားယခုအီရတ်နိုင်ငံဒေသတွင်ဆူမာရီယန်လူမျိုးများကစတင်ပြီးပြုလုပ်ခဲ့သည်ဟုသမိုင်းထောက်ထားများအရသိရပါသည်BC 3000ခန့်တွင်ရှေးဟောင်းဆူမာရီယန်တို့သည်စီရာဂူဟုခေါ်သောဘီယာကိုမူရောစပါးမှချက်လုပ်ခဲ့ကြသည်ဆူမာရီယန်တို့ရဲ့ကမ္ဘာပထမဆုံးဘီယာချက်လုပ်နည်းစာရွက်ကို BC 1800ခန့်ကမင်္ဂါစီဘရင်မအားဂုဏ်ပြုတခြင်းရေးထိုးထားသည့်ရှေးဟောင်းအာရှူရီကျောက်စာတို့တွင်တွေ့ရှိရပါသည်ရှေးခေတ်ဘီယာများသည်ယနေ့ခေတ်ဘီယာထက်ပိုဖြစ်ပြီးတစ်သားပလင်းများရွှံ့အိုးများဝါးပြုံများဖြင့်ဘီယာကိုတောက်သုံးခဲ့ကြသည်ဘီယာကိုအိမ်တွင်းလက်လုပ်အဖြစ်မိသားစုအလိုက်ချက်လုပ်လေးရှိပြီးဖျားเจ้าများတွင်ဘာသာရေးခမ်းနားများအတွက်အသုံးပြုခဲ့ကြသည်ယနေ့ခေတ်တွင်ဘီယာသည်ကမ္ဘာတစ်ဝန်းလုံးတွင်အကြိုက်ဆုံးအရက်တစ်မျိုးဖြစ်လာပြီးဂျာမန်ဘယ်လ်ဂျီယန်ချက်စသည့်နိုင်ငံများတွင်ထင်ရှားသောဘီယာမျိုးစိတ်များထွက်ရှိလာခဲ့သည်